ရှေ့ကရှူတာကလောက်ကနေကြားတယ်။အဲ့ကကျင်းတော့အရှောင်သိခဲ့နေမနော်။ဘယ်ကလာတဲ့လဲတွေမှမသိဘူးကွာ။မင်းမသိဘူးလား။သိဘူးတကယ်ကြီးက။အဲ့ဒါတောင်မြို့ကလဲတွေပေါ့ကွာ။ဘယ်မျိုးကွာ။တောင်မြို့ကဟာဒီတောင်မြို့ဆိုတာငါလည်းမကြားဘူးပါဘူးကွာ။အေကာနာဒီတောင်မြို့ဆိုတာလူမျိုးကြီးတွေစုနေတဲ့မြို့နဲ့ပဲတူပါတယ်ကွာ။တဲ့ခက်တဲ့ကောင်မဲတောင်မြို့ဆိုတာအမရပူရတောင်မြို့ကိုပြောတာဟေးဒီလိုဆိုရင်နားထောင်သားဟေးနဝင်းနေလဲတွေနဲ့ပဲတူတယ်ကွာဒိုဝနာရောက်လာမှငါလှမ်းမေးကြည့်အောင်မကွာအေးကွာဟိုတောင်တလျှောက်မလာနွားငေါက်ခါသူတို့လာရှာဟိုတောင်တလျှောက်မလာနွားငေါက်ခါသူတို့လာရှာကြိုက်တန်းတို့ညို့တထွားနဲ့ကြိုက်တန်းတို့ညို့တထွားနဲ့ဟာဟာတောင်ပေးရလေလေလေဟာဟာတောင်ပေးရလေ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 တန်ကျွေးကသူလျှောက်ကြောတန်ကျွေးကသူလျှောက်ကြောနွားငေါက်ခါနင်းလို့နင်းလို့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 ရောက်ချကအပြန်လာပြိုရောက်ချကအပြန်မဲရှင်ရောက်ချကအပြန်လာပြိုရောက်ချကအပြန်မဲရှင်အလေဒီအသားရှင်ကမိမအစစ်တော့မဟုတ်ဘူးဧကနာအရေးကျုံမိမကျက်စင်လာကြီးနဲ့တူတာပါပဲကွာအပြန်လာပြိုအပြန်မဲရှင်အပြောင်းလာပြိုအပြန်မဲရှင်ငါနဲ့စိတ်ညစ်လို့မေးပြီးတော့ဒီအတန်ကြတာသားစိတ်မရစိတ်ကိုလိုက်တာနော်ဒုံဒီလောင်ပေးတယ်လေဒုံဒီလောင်ပေးတယ်လေဒုအညာဟုတ်တယ်ဗျာဒီကနေ့မင်္ဂလာဆောင်ကိုမင်္ဂလာယူပြီးတော့တိုးလာကြတာတကယ်အရေးတွေများကွာဟိုလဲကမင်းမလုံးကြီးနဲ့တွေ့နေရတာငါခင်အတော့ကိုစိတ်ညစ်ပြီးလူကိုဖိရှင်ပြီးချွေးပြန်သွားတာပဲအမဖိရှင်ရအောင်မင်းကမင်းမလုံးကြီးနဲ့တိလာလို့လားကွာတွေ့လာလို့လို့စမ်းပါကွာဟိုကြောပဲအေးကွာရှေ့ကတော့စိမ့်လားဆိုပြီးရေကိုလေးစီးစင်းနေတာမရလေအေးကွာကဲမင်္ဂလာဆောင်မဲ့မရောက်ခင်ကိုနဲ့မှရှင်းသွားအောင်လဲခဏဖြုတ်ပြီးတော့ငါတို့ရေစင်းချိုးမကွာမင်းရေချိုးအောင်ရေလဲပါတော့လားကွာတစ်ဖက်လုံးကတော့ရေလဲမစိုးမဆောင်ပါဘူးကွာဝစီဘူးလေးတစ်လုံးရှိကိစ္စပြီးတာပဲငါတော့ကွာအေးလူပဲဟဲ့ဂျပန်မျိုးပဲချိုးလိုက်တော့ဟေးကဲဦးစိန်ကလေးမြန်မောင်းရဗျာအချိန်မရှိတော့ရေကိုစိန်စားရောက်တော့မယ်ဗျဟိုတောင်အစင်းမလာပြောရင်တန်ပြောနေကြီးလေးကလေးသားဟိုတောင်အစင်းမလာပြောရင်တန်ပြောနေကြီးလေးကလေးသားစိတ်ဆိုင်ရတထွေးတွေနဲ့တကူရဲ့စီရလေလေလေတကူရဲ့စီရလေ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 ဟိုနွားကဒီနွားကနဝနနီ
နကုတ်ကြားကနနီနဝနကုတ်ကြားကဟိုနွားကဒီနစိမ့်က ဟာဟိကောင်နွားကနှသိရှိလားဟာကောင်က ငါလဲတက်လာပြီးမောင်းလာတော့ကနှဖြူကြီးကွာပင်မင်းဆိုင်ရှိနေရောက်ပြီးတော့ငါနှဖြူကြီးလမ်းပြီးပင်မင်းသမားကမဲနေနေနဲ့ဟိုးဆိုပဲကြာ စိမ့်သွားလား ညီးသွားတယ် ဒီလိုတော့ကွာခဲ့တယ်ကောင်ဒီလိုဆိုငါစီကနှပြောက်ကြီးချင်းယူလာပါလားကွာ မင်းကငါကဘာလို့မင်းနွားမင်းမတက်ခဲ့တော့ အေးလေနှပြောက်ကြီးလို့ပြောနေ လဲမောင်းတာတက်လာရောပေါ့ကွာ နှပြောက်ဆိုတာကနွားကိုပြောင်းနေလို့ရှာမသိလို့ပြောတာဟေး တကူရဲ့စီးတယ်လေလေလေတကူရဲ့စီးတယ်လေ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 ဟိုနွားကဒီနွားကနဝနနီနကုံကြားကနဝနနီနကုံကြားကဟိုနွားကဒီနွားကဒုံနေတာပေးတယ်လေတို့အညာကျဲဟိုရွေ ဟိုသူပဲရှိ ရည်စရာတပြောပြောနဲ့တို့လဲဒီမောင်းလာလိုက်ကြတာရွှေမကြီး90ရွာဘတို့သမီးဟင်းတို့ရောက်ကြပြီကွာ အေးကွာ အားလုံးကလေးတွေကိုသတိပေးတာနော် ဒါတော့ငါတောင်းထားလိုက်ပါကွာ သူများရွာမှာမိသားဖာသားပြီးနေကြမှာအတော်ယုံရှိတာကွာ ဟုတ်တာဗောကွာ ကဲကြွရောက်တော်မူလာကြတဲ့လူကြီးမင်းအပေါင်းတို့ခင်ဗျာယခုလိုကောင်းသောအချိန်အခါမှာကိုစိန်ကလာကမင်္ဂလာအခမ်းအနားကဖွင့်လိုက်ပါလိမ့်မယ်ဗျာ 90ရေမလေးစားရက်ပေကရွှေမကြီးရဲ့90ရေမလေးစားရက်ပေကဒီမြတ်ကဲအောင်ဆိုလားကြားညီနောက်ကြောင်းနှကွင်းမဲမငင်းသာဒီမြတ်ကဲအောင်ဆိုလားကြားညီနောက်ကြောင်းနှကွင်းမဲမငင်းသာဒီစမ်းအောင်ဟိုသူပဲရှိက ဟိုကျော်ရဲ့ ကြားညီနောင်ကြောင်တော်ကွဆိုတာဘာတော့ဟာ ကြားရင်တော့ကြုံနှကွင်းဆိုတာက အေး တဲ့ကြီးစကားသင်ငယ်ကြဆိုလို့ပေါ့ဗျာ အေးဗော ရှိကအမျိုးသမီးကြီးများဝတ်ဆင်ကြတဲ့ကြားကောင်းနှခေါင်းဆိုင်နေတဲ့လက်ကောက်ကိုကြားညီတော်ကိုခေါ်တာတဲ့ခင်ဗျ ဟုတ်ပြီ ကြောင်နှကွင်းဆိုတာကတော့ယခုလူမင်္ဂလာပွဲမှာဘတို့သမီးတို့သားများဝတ်ဆင်ကြဘူးကြောင်မျက်လုံးနာရှိတဲ့ကြောင်လက်စွပ်နှကွင်းကိုကြောင်နှကွင်းလို့ခေါ်တာတဲ့ဗျ ခုမှရှင်းပါပြီဗျာဟုတ်ကဲ့ မဲမငင်းသာပြန်လာတော့ခါမဲမငင်းသာပြန်လာတော့ခါထမင်းပဝါလိုပါသေးရဲ့ပြီးနဲ့မှန်းလိုပါသေးရဲ့တနခါကြောက်ပြင်းလိုပါသေးရဲ့ ခေါင်းသုံးလုံးလိုပါသေးရဲ့ ဘယ်ကခေါင်းလုံးမပိုးလာတော့ဟာ ခေါင်းတစ်လုံးအပေါ်ဆောင်ထားတာကဟေးအရေးပေါ်ကိစ္စရှိရင်အသုံးပြုဖို့အစင်းနဲ့ဆောင်ထားတာကွာပြဿနာဖြေရှင်းပေးနေရတာနဲ့တရှင်းနားထောင်နေရတာဘယ်ရောက်သွားမှတော့မသိပါဘူးကိုစိန်ကလာရေဆက်လက်လို့တီးပေးပါဦးခင်ဗျာ ထမင်းပဝါလိုပါသေးရဲ့ပြီးနဲ့
ပါသေးရဲ့တဏ္ဍခါကြောက်ပြင်းလိုပါသေးရဲ့ကောင်းအောင်မွေရလိုပါသေးရဲ့ဝဲမေလေးတို့ခန်းအိယာကိုဝဲမေလေးတို့ခန်းအိယာကိုတခါနှခါချောင်းကားကြည့်လို့ တကြိမ်ဦးနေချတယ်ပါဟဲ့ကောင်ရဲ့ ငါကလူကြီးတွေလုံယုံပြီးတော့လူမမြင်တဲ့နေရာမှာဝတ်တက်ကြပါလားလို့ငယ်ဝါသနာမပြောဘဲနဲ့ချောင်းကြည့်တာဟဲ့တစ်ကြိမ်နှစ်ကြိမ်ဥနေချလို့သုံးကြိမ်လေးကြိမ်ဥနေချလို့ငါးကြိမ်၆ကြိမ်ဥနေချလို့ခုနှစ်ကြိမ်ရှစ်ကြိမ်ဥနေချလို့ကိုးကြိမ်ဆယ်ကြိမ်ဥနေချလို့12ကြိမ်12ကြိမ်ဥနေချလို့13ကြိမ်14ကြိမ်15ကြိမ်16ကြိမ်95ဦးနေချလို့ ဘယ်နဲ့95အောင်ညာလိုက်တာ ဒီလောက်တော့ဆွေမျိုးတွေစုံလိုက်ပြီးဥချနေရရင်တညလုံးတို့သမီးတို့သားဘယ်တော့အိပ်ရတော့မှာလဲကွာ လိုက်ပါရစေလိုက်ပါရစေကိုစိန်ကလားရေလိုက်ပါရစေကိုစိန်ကလားရေလိုက်ပါရစေတို့ကိုစိန်ကလားရေလိုက်ပါရစေအကိုလေးကိုစိန်ကလားရဲ့ကျမလိုက်ပါရစီ အမှန်ဘိုးစပယ်ရှင်ကလဲဘွားမိန်းမလုံးကြီးနဲ့တွေ့ရလို့မိန်းမစိတ်ပေါက်နေပြီထင်တယ် မဟုတ်ပါဘူးကွာငါလည်းကြာပြီးကြာရဈေးလုံးပြတ်တာနဲ့ကြာလိုက်တာပါ အဲ့ဒါမင်းကဈေးသုံးတဲ့ငါစသလိုက်အောင်မယ်မင်းကဈေးသုံးပြရင်ကဲရှေ့ထုတ်မှရော့ ရှေးတုံးမှရရင်ကျိုးရင်ငါကမင်းကြီးတေးလုံးနဲ့ဆက်မကွာ မင်းဥစ္စာဆုံးကုန်းကျွလို့မညီဘူးပြန်လို့ တေးလုံးနဲ့ဆက်တယ်ဆိုတာအစင်အလားအဆန်းကမှတ်ပြီးတော့ကဲနာမည်ကျော်ကိုစိန်ကလားကသူတို့သမီးတို့သားမင်္ဂလာအခမ်းသာအားလိုက်ပါရောဗျာ